သက်18ကျော်သွားပြီဆိုရင်ငါတော့အရက်မရှိတော့ဘူးအခုအရက်နဲ့ပဲတစ်သက်လုံးနေရတော့မှငငယ်တုန်းကသာခွင့်ရရှိတာလို့ထင်နေကြပါသလားဒါပေမဲ့တကယ်တမ်းမှာတော့အသက်18ဆိုတာလူတိုင်းအတွက်အရက်တိုးချင်းရက်သွားတဲ့အတိအကျချိန်မဟုတ်ပါဘူးတချို့လူတွေကအသက်20ကျော်အထိအရက်အနည်းငယ်တိုးလာနိုင်တယ်လို့တချို့လူတွေကတော့18မတိုင်ခင်မှာပဲအရက်တိုးချင်းအများကြီးရက်သွားနိုင်ပါတယ်ဒါဆိုဘာကြောင့်လဲအသက်ဘယ်လောက်ထိအရက်တိုးနိုင်တယ်လဲအရက်တိုးဖို့ဘာတွေကအရေးကြီးတယ်လဲဒီနေ့ဗီဒီယိုမှာအားလုံးကိုရှင်းပြပေးသွားမှာပါအခုလိုမျိုးတန်မိုးကြည့်တဲ့မတ်တားဖွယ်ရဘ ਹੁ တူတာတွေမို့လို့တိတိကျကျလေးလိုက်ကြည့်ပေးပါနံပါတ်1အသက်18ကျော်ရင်ဘာကြောင့်အရက်မရှိတော့ဘူးလို့ထင်ကြတာလဲလူအများစုကအသက်18ကျော်ရင်အရက်မရှိတော့ဘူးလို့ထင်ကြပါတယ်အကြောင်းရင်းကတော့လူတော်တော်များများမှာ10ကျော်သက်အရွယ်တွင်အရက်တိုးမှုအမြန်ဆုံးဖြစ်လာတာကြောင့်ပါကလေးဘဝမှာအယိုးတွေဟာဆက်ပြီးကြီးထွားနေပါတယ်အယိုးရဲ့အဆုံးပိုင်းမှာ growth plan လို့ခေါ်တဲ့အယိုးကြီးထွားရာနေရာတစ်ခုရှိပါတယ်ဒီနေရာကအသက်ကြီးလာတာနဲ့အမျှတဖြည်းဖြည်းပိတ်သွားပါတယ် growth plan ပိတ်သွားတဲ့အခါမှာတော့အယိုးရှည်တိုးလာဖို့ခက်ခဲသွားပါတယ်ဒါကြောင့်အသက်18ဆိုတာလူတိုင်းအတွက်နောက်ဆုံးအချိန်မဟုတ်ပါဘူးနံပါတ်2အမျိုးသားနဲ့အမျိုးသမီးအရက်တိုးချိန်ကွာခြားမှုလူတိုင်းရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကမတူညီပါဘူးအများအားဖြင့်မိန်းကလေးတွေဟာ10ကျော်သက်အရွယ်အစောပိုင်းမှာဖွံ့ဖြိုးမှုမြန်တက်ပြီးအရက်တိုးမှုလည်းစောစောနှေးလာနိုင်ပါတယ်ယောက်ျားလေးတွေကတော့ဖွံ့ဖြိုးမှုနောက်ကျတတ်တာကြောင့်အသက်18ကျော်ပြီးနောက်ပိုင်းမှာတော့အနည်းငယ်ဆက်တိုးနိုင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့လူတိုင်းမှာအတူတူမဖြစ်ပါဘူးမျိုးရိုးဗီဇအာဟာရအိပ်စက်မှုနဲ့ကျန်းမာရေးအခြေအနေတွေကအရေးကြီးပါတယ်နံပါတ်3မျိုးရိုးဗီဇကဘလောက်အရေးကြီးလဲအရက်အမြင့်ကိုတတ်မှတ်ပေးတဲ့အရာတွေထဲမှာမျိုးရိုးဗီဇကအရေးကြီးဆုံးအချက်တွေထဲကတစ်ခုဖြစ်ပါတယ်ဥပမာမိဘတွေအရက်ရှိတဲ့မိသားစုကကလေးတွေဟာအရက်ရှိနိုင်ခြေပိုများတတ်ပါတယ်ဒါပေမဲ့မျိုးရိုးဗီဇတစ်ခုတည်းနဲ့အားလုံးဆုံးဖြတ်ထားတာမဟုတ်ပါဘူးခန္ဓာကိုယ်ရရှိတဲ့အာဟာရနေထိုင်မှုပုံစံတွေကလည်းတက်ရောက်မှုရှိပါတယ်နံပါတ်4အရက်တိုးဖို့အရေးကြီးတဲ့အရာ5ခုပထမဆုံးတက်အေးရေးဝဝအိတ်ချင်းအိတ်နေချိန်မှာခန္ဓာကိုယ်ကပြန်လည်ပြုပြင်တဲ့လုပ်ငန်းတွေလှုပ်ဆောင်ပါတယ်အထူးသဖြင့်လူငယ်အရွယ်မှာအေးရေးမဝခြင်းကခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပေါ်တက်ရောက်နိုင်ပါတယ်နှစ်အာဟာရပြည့်ဝစွာစားသုံးခြင်းအယိုးနဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက်ပရိုတင်းကယ်လ်ဆီယမ်ဗီတာမင် D စတဲ့အာဟာရတွေလိုအပ်ပါတယ်ကြက်ဥငါအသားနှုတ်ထွက်ပစ္စည်းဟင်းသီးဟင်းရွက်တွေကိုမျှတအောင်စားသုံးသင့်ပါတယ်3ကိုယ်လက်လှုပ်ရှားမှုအားကစားလုပ်ခြင်းပြေးခြင်းခုန်ခြင်းရေကူးခြင်းစတဲ့လှုပ်ရှားမှုတွေကခန္ဓာကိုယ်ကျန်းမာရေးအတွက်အကျိုးရှိပါတယ်ဒါပေမဲ့လေ့ကျင့်ခန်းတစ်ခုတည်းနဲ့အရက်ကိုအံ့ဩစရာကောင်းလောက်အောင်တိုးစေမယ်ဆိုတာမဟုတ်ပါဘူးကိုနေဟန်ထားကောင်းခြင်းတချို့လူတွေကအရက်မရှိဘူးလို့ထင်ပေမဲ့ခေါင်းငုံနေခြင်းကြောကုန်းနေခြင်းကြောင့်အရက်ဘူးတလို့မြင်ရနိုင်ပါတယ်ကိုနေဟန်ထားကောင်းရင်ပုံမမြင့်မားတလို့မြင်ရနိုင်ပါတယ်ကျန်းမာရေးကိုဂရုစိုက်ခြင်းအလွန်အကျွံအစားလျှော့ခြင်းအေးရေးပြတ်ခြင်းကျန်းမာရေးမကောင်းခြင်းတွေကခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်နံပါတ်5အရက်ရှည်စေတဲ့ဆိုတဲ့အယူအဆမှားများအင်တာနက်ပေါ်မှာဒီဆေးတောက်ရင်အရက်ရှည်မယ်ဒီလေးကျင့်ခန်းလုပ်ရင်ငါးလက်မတိုးမယ်ဆိုတဲ့ကြော်ညာတွေကိုတွေ့ရတတ်ပါတယ်ဒါပေမဲ့အရွယ်ရောက်ပြီးသူတွေမှာအယိုးကြီးထွားရနေရပိတ်သွားပြီဆိုရင်ဆေးတစ်မျိုးတည်းနဲ့အရက်အများကြီးတိုးလာစေဖို့မဖြစ်နိုင်ပါဘူးဒါကြောင့်အလွယ်တကူယုံကြည်ပြီးငွေကုန်မခံသင့်ပါဘူးနံပါတ်6အသက်18ကျော်သူတွေဘာလုပ်သင့်လဲအသက်18ကျော်ပြီးပြီဆိုတာနဲ့အားမလျှော့သင့်ပါဘူးအရက်ထက်ပိုရေးကြီးတာကကျန်းမာတဲ့ခန္ဓာကိုယ်ယုံကြည်မှုရှိတဲ့စိတ်ဓာတ်နဲ့ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ခြင်းပါအရက်ကလူတစ်ယောက်ရဲ့တန်ဖိုးကိုဆုံးဖြတ်ပေးတာမဟုတ်ပါဘူးဒါပေမဲ့ကိုယ်ကျန်းမာရေးကိုဂရုစိုက်ခြင်းကတော့ဘဝတစ်လျှောက်အကျိုးရှိစေပါတယ်ဒါဆိုအသက်18ကျော်ရင်အရက်လုံးဝမရှိတော့ဘူးဆိုတာအမှန်လားအဖြေကတော့လူတိုင်းအတွက်မတူညီပါဘူးတချို့လူတွေမှာဆက်တိုးနိုင်သေးပေမဲ့တချို့လူတွေမှာတော့ growth plan ပိတ်သွားတာကြောင့်အရက်တိုးမှုပြတ်သွားနိုင်ပါတယ်အရေးကြီးဆုံးကတော့အသက်ဘယ်လောက်ပဲရှိရှိကိုယ်ခန္ဓာကိုယ်ကိုကျန်းမာအောင်ထိန်းသိမ်းဖို့ပါပဲဒီဗီဒီယိုကအသုံးဝင်နေဆိုရင် like လုပ်ပေးပါနောက်ထပ်ကျန်းမာရေးနဲ့ခန္ဓာကိုယ်အကြောင်းသိပ္ပံအခြေခံနဲ့ရှင်းပြပေးမယ့်ဗီဒီယိုတွေကိုကြည့်ချင်ရင် channel ကို subscribe လုပ်ထားနိုင်ပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်